มันน่ะสาโกอาหารเช้าอาหารเช้าဒီမနက်ဘာစားမလဲเช้านี้จะกินอะไรเช้านี้จะกินอะไรปลาดาโรตีโรตีอีจากွေကိုปาท่องโกปาท่องโกလက်ဖက်ရည်အပူကိုชาร้อนชาร้อนလက်ဖက်ရည်အေးကိုชาเย็นชาเย็นတောက်စီကိုซาลาเปาซาลาเปาอัตราบางကိုขนมจีบขนมจีบนู่ကိုนมนมนู่အပူนมร้อนนมร้อนนู่အေးကိုนมเย็นนมเย็นเย็นဆိုတာအေးတာร้อนဆိုတာကပူတာပဲနို့ရည်ကြတော့น้ำเต้าหู้น้ำเต้าหู้ဒါကတော့မနက်စာနဲ့ပတ်သက်တဲ့စကားလုံးလေးတွေဖြစ်ပါတယ်ထိုင်းစကားကိုပို့ပြီးတော့ပြပြသားပြောတတ်ချင်တယ်ဆိုရင်တော့အခုပြောနေတဲ့စကားတိုင်းကိုလိုက်ပြောပါအတန်လိုက်ထွက်ပါအဲ့ဒါဆိုရင်ပို့ပြီးတော့ထိုင်းစကားပြသနိုင်ပါတယ်